နေတာပေါ့ဘရိုရဲ့တနေတာမှာဘရိုရဲ့တနေတာကိုလုံးဝ impact ဖြစ်စေတဲ့ဘရိုလုံးသမျှထဲမှာဘရိုအကြိုက်ဆုံးအလေးကျင့်နေတာ၃ခုလောက်ဆိုပါဖြစ်မလဲလောက်တဲ့အရာတွေကွာကျွန်တော်အဓိကပထမအဆုံးကကျွန်တော်အကြိုက်ဆုံးပုံစံကတော့ဒီ traditional book ပေါ့ကျွန်တော်စာအုပ်ရိုးရိုးစာအုပ်နဲ့ဖတ်တယ်ဒုတိယအနေနဲ့ကတော့ကျွန်တော်အဲဘာခေါ်မလဲကျွန်တော် podcast နဲ့ audio book အဓိကနားထောင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲဥပမာကားတွေဘာတွေမောင်းလဲဆိုတော့ကျွန်တော်ကားထဲမှာ audio book တော့မဟုတ်ကိုနားထောင်နေတဲ့ podcast ကိုဖွင့်ထားလိုက်တယ်အဲ့လိုပဲဥပမာကျွန်တော်တခြားထားတော့ဒီကျွန်တော်ရဲ့ agency အတွက်meeting ထိုင်နေအားနေတဲ့အချိန်ပါညာဆိုလဲကျွန်တော်ဒီ YouTube ကနေပြီးတော့ပဲကိုနားထောင်ခြင်းတဲ့ podcast ကို play လုပ်ထားတယ်ဘာမှနားထောင်နေလိုက်အဲ့လိုမျိုးပေါ့လို့ရอืมအဲ့ဒါ habit 1ပေါ့နော် okay habit 2နောက်ကျတော့ရဘလို့ habit 2ကျတော့ကျွန်တော်gym ဆော့တာပေါ့ကျင်းစောရကပြီးကျင်းစောရကျွန်တော်တွေ့ရတယ်တောက်လျှောက်propose လိုက်တင်ရ bro ရကျွန်တော်ဟိုလောက်ခရက်စဆော့တာ2022လောက်ခရက်စဆော့တာ bro ရန်ကုန်ရောက်တဲ့အချိန်လောက်တင်တယ်อืมအဲ့တော့ဆို okay ကျွန်တော်အရင် ရ consistent ပြောလို့ရမယ်ရ bro ရအဲ့ဒါကျွန်တော်တို့ကြကကျွန်တော်တော့ဘယ်တိတ်မလိုပြောပြတ်ဖြစ်ဘူးဟုတ်တယ်ကျွန်တော်ကျတော့ဂျင်ကကြိုက်တော့ကြိုက်တယ်ဗျာဒါပေမဲ့အာကျွန်တော်ကြားဘူးတဲ့ဟာဆိုရင်ဗျာအဲ့လိုမျိုးအလေးချင်းတစ်ခုကတိဆောက်ရတာကြတော့နည်းနည်းခက်တယ်ဗျာပြတ်ဟုတ်ဖို့ကကြတယ်ဟုတ်တယ် bro တော့အဲ့ကောင်3ရက်လောက်ပဲလိုတယ်3ရက်လောက်ဘရိုပြတ်သွားပြီဂျင်မသွားတော့ဘူးဆိုရင်အဲ့ဒါကိုပြန်နောက်ထပ်4ရက်မြောက်နေ့မှာသွားဖို့တော်တော်အားယူရတယ် ဟုတ်တယ်မှန်တယ် bro အဲ့လိုနဲ့ကျွန်တော်ပြမှန်တယ်မှန်တယ် bro တ်သွားအခုအခုကတော့ကျွန်တော်နားထားတာအခုပြန်စော့နေရတော့တစ်လားခွဲလောက်တော့ရှိပြီအခုတော့နားထားတာပေါ့နော်တကြံကာလဆိုတော့နားထားပြီးမှပြန်စော့မယ်ပေါ့โอเคတော့ဂျင်စော့ bro တာနောက် gym bro ရောဆော့လားစော့တယ်ကျွန်တော်ပုံတော့ဩ တိတ်မတင် okay ဘူးဟာဟုတ်တယ် bro အဲ့ bro တိတ်မတင်တာမတွေ့လို့အဲ့လိုမနားဟုတ်တယ်ထားတာမစော့ပြတ်တာလားအဲ့လိုထင်နေတာရသုံးခုမြောက်ကပါဘရိုတော့ခုမြောက်ကနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုကျွန်တော်တရားဘက်ကိုကျွန်တော်နည်းနည်းလေ့လာပြတယ်အခုနောက်ပိုင်းမှာပါအဲ့ဒါတော့လေပုံမှန်လေးပြောရရင်ဒီอืมတစ်နှစ်အတွင်းမှာပေါ့နော်ကျွန်တော် meditation လုပ်ဖြစ်တယ်ပြီးတော့တရားနာဖြစ်တယ်နောက်တစ်ခုကဒီနေ့မှာကျွန်တော်ပြောချင်တာကျွန်တော်ကဗုဒ္ဓဘာသာပေါ့နော်တခြားဒီဘာသာဝင်တွေလည်းပါလိမ့်မယ်အဲ့တော့ဒီอืมနေရာမှာတော့ကျွန်တော်ဗုဒ္ဓဘာသာဆိုတော့ကိုက Christian ဆိုလဲကိုယ့်ရဲ့ Christianity အကြောင်းလေ့လာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာ meditation ကတော့ကျွန်တော်ကတော့လူတိုင်းလုပ်သင့်တယ်ထင်တယ်အဲ့တော့ကျွန်တော်ကအဓိက meditation လုပ်တယ်ပေါ့နော်တရားထိုင်နေပြီးတော့အဲတရားစာအုပ်တွေပူဖက်ဖြစ်တယ်နောက်တစ်ခုကတရားနာဖြစ်တယ်ပေါ့အဲ့ဒါကတော့အဓိကဟိုပါပေါ့အခုနောက်ပိုင်းကျွန်တော်တို့တော်တော်အဆင်ပြေလို့ခံစားရတယ်တော်တော်လေးproductive လည်းဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲ mentally လည်းအကျန်းမာတယ်ပေါ့လားဘလို့โอเคအဲ့ဘရိုအဲ့ဒါပြောတော့ကျွန်တော်တို့မှနည်းနည်းအံ့ဩရတယ်ဒီရွယ်လေးနဲ့ပေါ့ဆိုတာမြ18ဘလို့ဆိုတဲ့ရွယ်နဲ့ဒါတွေလေ့လာရဲဆိုတော့လေအဲ့တော့ amazing ပေါ့လေမြဘလို့ကျွန်တော်တို့တော့အဲ့လောက်မလေ့လာပြလို့တရားနဲ့မသက် okay good alright ကျွန်တော်3ခုပေါ့ကျွန်တော်3မြဘလို့ခုကတော့ဘာလဲဆိုတော့ကျွန်တော်စာဖတ်တာဘရိုနဲ့တော့တူတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုဖတ်လဲဆိုတော့ကျွန်တော်ကတစ်ထိုင်နဲ့မဖတ်နိုင်ဘူးကျွန်တော်ဖတ်တဲ့ပုံကမနက်ဆိုရင်ကျွန်တော်ကမိနစ်20ဖတ်တယ်ကျွန်တော်ညဆိုရင်မိနစ်20ဖတ်တယ်အဲ့ဒါပြီးသွားပြီကျွန်တော်ရဲ့စာဖတ်ခြင်းကတစ်ဟုတ်နာရီတောင်မပြည့်မိနစ်40ပဲဒါပေမဲ့ကျွန်တော်ကဘာလုပ်လဲဆိုတော့မိနစ်20စာဖတ်ပြီးသွားရင်အဲ့ဖတ်လိုက်တဲ့စာပေါ့နော်ဆိုတော့ကျွန်တော်မှတ်ထားပါတော့ဒီစာအုပ်ကိုရင်အဲ့လိုမျိုးဖတ်ရင်လည်းတော်လုံးပြီးသွားပြီပေါ့ဥပမာအဲ့ထဲမှာကျွန်တော်မှတ်ထားရအများကြီးရှိရပါလိအဲ့မှတ်ထားတဲ့ဟာတွေကျွန်တော်မိနစ်20တိုင်မှာပေးလိုက်တယ်ဖုန်းကိုရှေ့မှာထားပြီးတော့အဲ့ဒီမိနစ်20တိုင်မှာပေးပြီးတော့ကျွန်တော်လှန်လိုက်တယ်ရောက်တဲ့နေရာတနေရာသို့မဟုတ်တချို့စာအုပ်တွေဆိုရင်အဲ့လိုမျိုးဖတ်တယ်တချို့စာအုပ်တွေကျတော့အစင်လိုက်ဖတ်တယ်အဲ့တော့ဖတ်လိုက်တဲ့ဟာမှာ maybe ထားပါတော့မိနစ်20အတွင်းမှာစာမျက်နှာ10မျက်နှာပြီးသွားတယ်အဲ့ထဲမှာကျွန်တော် note လေးမှတ်လိုက်တယ်ပြီးသွားရင်ကျွန်တော်ကဘာထပ်လုပ်လဲဆိုတော့နောက်ထပ်မိနစ်20တိုင်မှာထပ်မှတ်တယ်နောက်ထပ်မိနစ်20တိုင်မှာထပ်မှတ်ပြီးတော့ကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့စာပြန်ရေးတယ်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါင်းပြီးတော့ကျွန်တော်အဲ့ဒါကို inspire ယူပြီးတော့စာပြန်ရေးတယ်အဲ့တော့တချို့ဟာတွေကိုကျွန်တော် Facebook မှာတင်တယ်တချို့ဟာတွေကျွန်တော်စာအုပ်ထဲမှာထည့်တယ်အဲ့ဒါကျွန်တော်သွားတဲ့ပုံစံပေါ့နော်ကျွန်တော်ရဲ့ flow ပေါ့အဲ့ဒါကျွန်တော် daily habit တွေထဲမှာလောကနံပါတ်1အမြဲတမ်းလုပ်ဖြစ်တယ်မဖြစ်မနေလုပ်ဖြစ်တယ်ပေါ့လေအဲ့တော့နံပါတ်2ကကြာကျွန်တော်လမ်းလျှောက်တာကိုပို့ကြိုက်တယ်ကျွန်တော်ဆောင်းတော့ဂျင်းဆော့တာတို့ဘာလို့လဲကျွန်တော်အဲ့လိုလမ်းလျှောက်တာတို့ဘာလို့နည်းနည်းပို့ကြိုက်တယ်အဲ့တော့ပုံမှန်အဖြစ်ကျွန်တော်မနေ့နိုးပြီဆိုရင်လူမျက်နှာတက်လိုက်တယ်ရေရှိုးလိုက်တယ်ပြီးတော့ကျွန်တော်အခုနေတဲ့တိုက်ရဲ့အောက်ကိုကျွန်တော်ဆင်းတယ်ပြီးတော့အိမ်ယာထဲမှာပေါ့ကျွန်တော်အခုနေတဲ့ဒီအိမ်ယာထဲမှာကျွန်တော်လမ်းပတ်ချောက်တယ်အဲ့ဒါကိုကျွန်တော်မိနစ်20လောက်လုပ်တယ်အများဆုံးကတော့ကျွန်တော်အဲ့မနက်ပိုင်းမှာလုပ်တဲ့ဟာတွေနောက်ဆုံးတစ်ခုကဆောင်းတာဘယ်လိုပြောသလို meditation လုပ်တယ်ပေါ့နော် meditation ကကျတော့ကျွန်တော်ကဘယ်လိုပြောရမလဲအများကြီးမလုပ်10မိနစ်15မိနစ်လောက်ပဲလုပ်တာအဲ့3ခုကတော့ကျွန်တော်က
ကျွန်တော် morning ritual လို့လည်းပြောလို့ရတယ်အဲ့တော့မနက်တိုင်းမှာကျွန်တော်အဲ့3ခုပြီးမှပဲတခြားဟာတွေလုပ်တယ်ပေါ့လေကျန်တဲ့အချိန်တွေမှာတော့ကျွန်တော်ကဟိုဖြစ်တယ်လို့နေတဲ့ထဲမှာတော့ပါတယ်အရင်ကြီးတော့ serious ကြီးတော့မထားဘူးပေါ့နော်ဒါပေမဲ့အဲ့မနက်ခင်းကိုတော့အဲ့3ခုကိုတော့မဖြစ်မနေလုပ်တယ်အဲ့လိုမျိုးဂျင်ကကြတော့ကျွန်တော်ကအရင်ကြီး passionate ဖြစ်တဲ့တော့မပါဘူးသွားတယ်အဲ့လို ကောင်းတ okay ယ်ကောင်းတယ် bro ပြောရလဲ gym ဆိုလို့လေကျွန်တော်လည်းကျွန်တော်က gym ကိုဘာလို့ passion ဖြစ်တာလဲဆိုတော့ bro ကျွန်တော်တစ်ချက်ပြပဲဒီမှာလေကျွန်တော် audience ကျွန်တော်သိမှတင်တယ်ဒီမှာလေကျွန်တော် my name မှာတော့တင်တာကျွန်တော်ဒီမှာပုံတစ်ချက်ရှို့လိုက်အရင်တော့ကတော်တော် yeah ပိန်နေ bro လားအခုနောက်ပိုင်းကကျွန်တော်ဟုတ်တယ်ညာဘက်ကဟာအခုပုံအဲ့တော့ဒီလူတော်များကျွန်တော် yeah လိမ့်ရတယ် bro ဒီလားအရန်ပိန်နေပေါ့မင်းယောက်ျားဖြစ်ပြီးတော့တင်မလက်မောင်းလေးဆိုဒီတဝက်တလောက်လောက်ပဲရှိမှတယ်အဲ့လိုမျိုးကြတော့လည်းစိတ်တူပြီးတော့ gym ကိုဆော့လိုက်တော့3-4လလောက်နဲ့ဒီကဒါထိန်းသွားတာဒီက bro ရကရထိန်ထိန်ကြောက်ကနေပြီးတော့လုံးဟုတ်တယ်อืมအဲ့ဒါလူငယ်တွေပြောချင်တာသိတယ်မလားကိုယ့်အနေနဲ့ဘရိုဟာမင်းဘာကြီးတော့မင်းစောက်တော့မကြောက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်သိရမလားကျွန်တော်တိတ်ခံစားမနေဘူးဒီကောင်နေပြောတာမဟုတ်ဘူးဆိုတော့လုံးပြမယ်ဆိုတော့စိတ်ရှိအဲ့တော့အဲ့ကလေးက gym ကို passion ဖြစ်သွားတာကြာအဲ့တော့အခုကျတော့ bro ကပြောရမယ်ဆိုရင်ဂျင်ကိုဖိန်းကနေစားလိုက်ပြီးတော့အခုကျတော့ bro က pleasure အတွက်ပဲသွားတော့တာဂျင်ကိုအဲ့လိုမျိုးဖြစ်သွားတယ် ဟုတ်တ yeah ယ်ဟုတ်တယ် bro အဲ့လိုမျိုးတင်တယ်ဟုတ်တယ်ဟုတ်တယ် အဲ့လိုမျိုး bro အစားအဲ့တော့တော့တိတ် gym ကိုမကြိုက်ဘူး bro ရတယ်လားအဲ့လိုမဟုတ်တယ်ခံခြင်းလို့သိရမလားဒီကောင်နေပြောတာငါမခံခြင်းတော့ဘူးဆိုလို့လားသွားပြစ်တာလေအခုနောက်ပိုင်းအဲ့လိုမဟုတ်တော့ gym ဆော့နေရကို enjoy ဖြစ်တယ် join ဖြစ်သွားတာ yeah okay